ရခိုင်စိတ်ဖော်ကနေပြောင်းကွယ်တော့မယ်ရတဲ့တို့အားလုံးမင်္ဂလာများဆွဲ online ဖတ်တင်စာမိတ်ကနေပြန်လည်ကြိုလိုက်ပါရစေ။ဘောလုံးပရိသတ်တွေကိုနေပေါင်းများစွာဖျော်ဖြေမှုပေးခဲ့တဲ့ရတဲ့တို့ကိုမကြခင်မြခင်စိတ်နေပေါ်မှာမြင်တွေ့ရအောင်မရှိတော့ပါဘူး။ခရစ္စတီယာနိုရိုနယ်ဒိုဆိုတာဘောလုံးလောကကိုအများကြီးအကျိုးပြုခဲ့ပြီးတခက်တခါတယောက်ဆိုသလိုထွန်းပေါက်ခဲ့သူဖြစ်ပါတယ်။လက်ရှိဂုတ်တပါးလေးဖြစ်တယ်လို့လူကြီးလူငယ်အားလုံးရဲ့ဆံပြပုတ်ကိုတူးလေးဖြစ်တဲ့ရတဲ့တို့ကသူ့ရဲ့ကစားသမားဘဝအနားယူခြင်းကိုထုတ်ဖော်ပြောကြားလိုက်ပြီးပဲဖြစ်ပါတယ်။တဲ့နောက်ဆုံးပြမှတ်ကလာမယ့်2026ကမ္ဘာလားဖြစ်ပြီးဒီပြိုင်ပွဲပြီးရင်တော့ကစားသမားဘဝကနေအနားယူတော့မှာဖြစ်ကြောင်းပြောကြားလိုက်တာပါ။ဘော်နီယောငါးစုရှင်ရနေတော့အခုချိန်မှာအသက်40ရွယ်ကိုရောက်ရှိနေပြီဖြစ်ပြီး2026ကမ္ဘာလားပြီးမှတော့အသက်42နှစ်နီးပါးရှိသွားမှာဖြစ်ပါတယ်။ Sorry မီဒီယာတစ်ခုနဲ့အင်တာဗျူးမှာတော့နောက်တစ်နှစ်လောက်နေအနားယူတော့မှသိကြပါတယ်။အခုတော့ကျွန်တော်အသက်က42နှစ်နာကပ်နေပါပြီ။ဒါကြောင့်2026ကမ္ဘာလားကကျွန်တော်ရဲ့နောက်ဆုံးပြိုင်ပွဲဖြစ်လာနိုင်ပါတယ်လို့ပြောကြားသွားခဲ့ပါတယ်။ဘယ်လိုအတွက်အခုလာမယ့်2026ကမ္ဘာလားဟာ6ချိန်မြောက်ဝင်ရောက်ကစားမယ်ကမ္ဘာလားပြိုင်ပွဲဖြစ်လာမှာဖြစ်ပြီးနောက်ဆုံးရှင်ပြိုင်ခဲ့တဲ့ကမ္ဘာလားပြိုင်ပွဲမှာတော့ရှုံးလွှဲအဆင့်မှာမော်ရိုကိုအသင်းကိုရှုံးနေပြီးပြိုင်ပွဲကနေထွက်ခဲ့ရတာဖြစ်ပါတယ်။တပတ်မှလည်းရိုနယ်ဒိုရဲ့ရီမန်ချက်ကဒီတစ်ခုတည်းမဟုတ်ပဲနဲ့ကစားမဘွားသွင်းကိုထောင်ပြေးမှအနားယူမယ်လို့ကြုံဝါထားတာဖြစ်ပါတယ်။လက်ရှိမှာရိုနယ်ဒိုရဲ့ကစားမဘွားတစ်ချောင်းသွင်းကိုစုစုပေါင်းဟာ953ဂိုးထိရှိနေပြီဖြစ်လို့ကြုံဝါထားတဲ့ဂိုးရည်အတွက်ကိုမှီဖို့2နှစ်အတွင်းစူးစမ်းရမှာလည်းဖြစ်ပါတယ်။အနားမြုပ်ခင်ပြတ်မှတ်ထားတဲ့ရီမန်ချက်တွေကိုအပြေးလုံးနိုင်ပါမလားဆိုတာမသိပေမဲ့တေချာတာကတော့တစ်ခေတ်တစ်ခါကတယောက်ဆိုလို့ထုံးပေါက်တဲ့ဂိုးတယောက်ကိုမကြခင်မြခင်စိမ့်နေပေါ်မှာတွေးရတော့မှာမဟုတ်တော့တာကိုတွေးကြည့်တာနဲ့နေတော့ဝမ်းနေစရာပါပဲ။ပြည်သက်ကြီးတို့ကရောဘယ်လိုထင်ကြလဲကွန်မန့်မှာရေးပေးသွားခဲ့ကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်။